Schengen countries နဲ့ European Union နဲ့ Europe countries တွေကတူပဲဆိုပေမဲ့တူတူလိုနဲ့မတူဘူးเนาะဆိုတော့ Schengen ကကျတော့ဒီအဖွဲ့အစည်းမှာပါတဲ့နိုင်ငံတွေဒီနိုင်ငံ29နိုင်ငံ list ပြီးလို့ရှိရင်ဒါ European Union ကကျတော့28နိုင်ငံလောက်မသိဘူးကျွန်မမှားကောင်းမှားနိုင်တယ်ဟိုစာလည်းချုပ်မဖတ်ထားတော့လေဒီတိုင်းပဲဟို script ရေးရတယ်မဟုတ်ဘူးကျွန်မဒီအဓိကဒီ visa အကြောင်းလေးကိုပြောရင်းနဲ့ပဲတပတ်စားတယ်ဟိုတတိယတုံးလေးဟိုထပ်ပြောတာဆိုတော့လေ sorry ပါဆိုတော့နောက်ပြီးကြရင်အဲ Europe နိုင်ငံပေါ့နော်အဲ Europe မှာပါတဲ့နိုင်ငံအကုန်လုံးက Schengen မဟုတ်ဘူးဥပမာအလွယ်ဆုံးပြောရရင် Balkan ဒေသကနိုင်ငံတွေပေါ့ဟိုမှာAlbania Macedonia နောက်ပြီးကြလို့ရှင် Montenegro Serbia ဒီနိုင်ငံတွေပေါ့နော်ပြီးရင် Armenia Andorra တို့ Andorra ကျတော့ကျွန်မစပိန်နဲ့ပြင်သစ်နဲ့ကြားတွေကဒီလိုမျိုးနိုင်ငံတွေပေါ့နော်ဆိုတော့ဒီလိုနိုင်ငံတွေကကြတော့ပြင်ရှိသေးတယ်နောက်ထပ်လည်းလေဒါကျွန်မတတိယတစ်လောက်လေးပြောပြတာမှတ်မိတစ်လောက်လေးဒီလိုနိုင်ငံတွေကကြတော့ Europe နိုင်ငံတော့ဟုတ်တယ်ဒါပေမဲ့သူတို့က EU ထဲမှာလည်းမပါသလို Schengen ထဲမှာလည်းမပါဘူးဆိုတော့ဒီလိုနိုင်ငံတွေကိုတွားတဲ့ခါကျ visa တက်တက်လိုပါတယ်ရှင် visa ကျမတို့အပြင်ကနေဆိုတော့ရှောက်ရမယ်ပေါ့နော်ဒါပေမဲ့ Schengen visa ကို long term visa ရထားတဲ့ ID ရှိတယ်ဆိုလို့ရှိရင်6လနဲ့အထက် ID ရှိတယ်ဆိုရင်ဒါတွေအကုန်လုံးကဒီတိုင်းworking သွားလို့ရတယ်ဆိုတော့ဟိုဒါ Schengen visa ရဲ့ Schengen long term visa ရဲ့ advantages တွေပေါ့နော်ဒီကနေပြီးတော့ထပ်ရတဲ့ဟာတွေပေါ့ရှင်ဆိုတော့အမှ Georgia ရှိတယ်ပြီးလို့ရှိရင်အနောက်ဘက်မှာဆိုလို့ရှိရင်ကျတော့ Iceland ရှိမယ်နောက်ပြီးကြရင် Kosovo ရှိမယ်ဒီဒါကျတော့အဲ Balkan ဘက်ကလေအဲ Balkan နားလေးမှာကျတော့ Balkan ကလေဟိုတိကျမလားတော့မသိဘူးအဲ့ဒီ Yugoslavia ကနေပြီးကွဲထွက်လာတဲ့9နိုင်ငံလေသူကSlovenia Croatia အဲ့ဒီနှစ်နိုင်ငံတော့ Schengen ထဲကိုလည်းရောက်ပြီး EU ထဲလည်းရောက်ပြီးပေါ့နော်ပြီးရင်ဒီအောက်ကိုပြန်ဆင်းလာရင် Montenegro ပြီးလို့ရှိရင် Albania နောက်ပြီးကြရင် North Macedonia ပြီးရင် Bosnia Kosovo ဆိုတော့ဒီနိုင်ငံတွေအဲ့ Balkan ဒေသနိုင်ငံတွေဒီကနေအရှေ့ကိုနည်းနည်းလေးဆက်သွားလို့ရှိရင်ကျတော့ဟိုဘက်မှာပါရှိအောင်လဲဆိုလို့ရှိရင် Georgia Armenian Azerbaijan ဒီ၃နိုင်ငံရှိမယ်ဒါကကျတော့ mountain countries ပေါ့နော်ဟိုမှာတော့ Georgia မှာတော့ဒီ TBC ဒီဘက်Batumi မှာဆိုလို့ရှိရင်တော့ကန်ချီတော့ရှိရအရင်လဲလှတယ်ပေါ့နော်ဒါပေမဲ့ကျမလည်းမရောက်သေးပါဘူးရှင်သွားမယ်ဆိုမသွားဖြစ်သေးဘူးပေါ့နော်အဲ့၃နိုင်ငံတော့ကြံနေတဲ့၃နိုင်ငံ Azerbaijan ကျတော့သူကအရှေ့ဘက်မှာကန်ချီရှိတယ် Armenia တော့အလယ်မှာပေါ့နော် Armenia ရဲ့အောက်ဘက်မှာဆိုရင် Iran လား Iraq ထင်တယ်ဟုတ်တယ်အဲ့နိုင်ငံရှိတယ်ပေါ့နော်ကျွန်တော်နည်းနည်းတော့မေ့သွားပြီဒီကိုအလာတော့ကကျွန်မကဒီ Greece ကနေဝင်နေဆိုမြဲ Greece ကိုမဝင်ခင်တော့ Jordan ဝင်လိုက်သေးရပေါ့နော် Bahrain ရဲ့ Jordan မှာတော့ကျွန်မ3ပတ်လောက်ဝင်နေခဲ့တာဆိုတော့လေအဲ့လိုမျိုးပေါ့နော်ဒါကလေဘာလဲဆိုတော့ဒီနိုင်ငံတွေလည်းရတယ်ဥပမာအခုကိုက Schengen မရှိဘူးဆိုရင် Jordan ကိုကျမတို့နိုင်ငံကနေဆိုလို့ရှိရင် visa လျှောက်ရမယ် Georgia ဆိုလည်းအဲ့လိုပဲ visa လျှောက်ရမယ်ဆိုရင်ဒီလိုနိုင်ငံတွေကို visa လျှောက်တဲ့ခါကြလို့ရှိရင် visa prepare လုပ်ရတာတည်တဲ့အတိုင်းပဲဒီ Schengen မှာခတ်တာမဟုတ်ဘူးတခြားနိုင်ငံတွေလည်းအဲ့လိုပဲစိတ်ဖိစီးတဲ့ stress များတယ်ခတ်တယ်ပြင်ရတယ်ဆိုတော့အများကြီးပြင်ရတယ် travel planning ပြရတယ်ပြီးလို့ရှိရင်ကိုကဒီ booking တွေပြရတယ်လေယာဉ်ဆိုလို့ရှိရင်လည်း booking လည်းမရဘူးလေနော်လေယာဉ် hotel အကုန်လုံးပိတ်နေပြရတယ် paid booking ကိုက refundable တော့ဝယ်ထားရအခါကျပတ်စံတော့ပိုကုန်တာပေါ့နော်မရခဲ့ရင်ဘာဖြစ်လဲ visa fees ကလည်းဆုံးတယ်လေရှုံးတယ်လေကိုယ့်ဘက်ကအခါကျတော့ဒီလိုမျိုး risk တွေကယူစရာမလိုတော့ကို့မှာ Schengen long term visa ရတယ်ဆိုလို့ရှိရင်အဲ Georgia တွေပါဆိုအကုန်ဝင်လိုက်ရုံပဲ Jordan ဆိုလို့ရှိရင်လည်း Jordan passport တစ်ခါတည်းတန်းဝယ်လိုက်ရုံပဲ75 euro လား70မဟုတ်ဘူး sorry euro မဟုတ်ဘူး 70 dinar Jordanian dinar ကကြတော့ Jordanian dinar ကကြတော့ဟိုအထက်ကျမတို့ဒီယူရိုထက်ပိုပြီးတော့မြင့်နေရှင်ဒေါ်လာထက်လည်းပိုမြင့်နေကျမအဲ့တော့လေUSD တရားကိုသူတို့ပတ်စံ85ကျပ်လာရတယ်အဲ့လိုမျိုးပေါ့နော်သူတို့ပတ်စံပုံမြင့်နေဆိုတော့အဲ့နိုင်ငံတွေဆိုလို့ရှိရင်ဒီ Jordan Pass ဝယ်ပြီးတော့ဝင်လိုက်ရုံပဲ Jordan Pass ကလည်းကိုမဝယ်ချင်မဝယ်လို့ရတယ်ပေါ့နော်မှန်တယ်ပြောရမယ်ဆိုလို့ရှိရင်လေ visa လျှောက်လိုက်ရုံပဲ visa လျှောက်လို့ရှိရင်ကြတော့ visa ဘိုးပဲကုန်မယ်40လားမသိဘူးကုန်မယ်အဲ့ဒါတော့သူတို့ website တွေမှာကိုတွားချင်တယ်ဆိုတွားမဲ့နိုင်ငံရဲ့ website တွေမှာဝင်ဖတ်ရမှာပေါ့နော်ပြီးတော့နိုင်ငံတနိုင်ငံလေသူတို့ကလည်းအမြဲတမ်းပြောင်းနေတာဖြစ်တဲ့အတွက်လေပြောင်းတတ်တယ်လေအမြဲတမ်းပြောင်းလားပြောင်း
ပြောင်း sorry အများနဲ့ပြောင်းတယ်မပြောင်းဆိုတဲ့ဟိုပြောင်းနိုင်တယ်ဒီအခါကျတော့ကိုကသွားမယ်တေချာတယ်ဆိုရှင်မသွားခင်2လ3လလောက်မှကြိုတင်ပြင်ဆင်ပြီးဝင်ဖတ်တာမျိုးတော့ပိုအဆင်ပြေရပေါ့နော်အဲ့လိုမျိုးအပြောင်းလဲလေးရှိတတ်တဲ့ခါကျတော့လေဆိုတော့ဒီအဲ့လိုဗီဇာတွေရှောက်တဲ့ဟာတွေကဒါနိုင်ငံအလိုက်ကိုပြောပြတာပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီ African country ကျမတို့သွားလို့ရတယ် Egypt ကိုသွားလို့ရတယ် Egypt ဆိုရင်ကျမက Egypt ကိုသွားတော့ဆိုရင်ဒီ Schengen ဇာတ်တန်းရှိတဲ့အခါကျတော့ဗာလဲဆိုတော့ဒီရဲ့ကျမရဲ့ ID နဲ့ပြလိုက်ရုံပဲပေါ့နော်ဆိုတော့ visa arrival တစ်ခါတည်းရတယ်ရန်ကုန်ကနေရှောက်မယ်ဆိုရင် Egypt တန်ရုံကလည်းတည်ရတယ်တော်တော်ရှောက်ရခက်ခဲတာเนาะစာမပြန်ပါမပြန်နဲ့လေရှောက်လိုက်လို့ရှိရင်ရှောက်ဖူးတဲ့တွေ့ကြုံရှိတဲ့တွေ့ရှင်လည်းပြောပြခဲ့ပေးပါ non comment ပါလေဟိုအဲ့တော့ဆိုလိုက်ကျွန်မ Egypt visa try တော့ဆိုအကိုတယောက်နဲ့ပြောဖြစ်တယ်အဲ့လိုမျိုးပဲသူဆိုလဲ family နဲ့သွားမလို့ဆိုပြီးရှောက်တာပေါ့နော်အဲ့ဒါဟိုအကြောင်းမကြားပါမကြားနဲ့လေအဲ့လိုမျိုး Egypt visa ကလည်းလေကျွန်တော်တို့နိုင်ငံကလည်းလက်ရှိချိန်မှာတော့အရင်မျက်နှာခဲ့တဲ့နိုင်ငံပေါ့နော်ဒါအခြေအနေကလည်းအကုန်လုံးသိပြီးသားပဲဆိုတော့သူတို့ပြောမနေတော့ပါဘူးအခါကျတော့ visa ရှောက်တာတကယ်ကိုမျက်နှာခဲ့ပါတယ်ဒါပေမဲ့ကိုကဒီ Schengen long time ရှိထားတယ်ဆိုတော့ဒီနိုင်ငံတွေအကုန်လုံးကလေ Egypt ဆိုလေဒီရနေသွားပြီးတော့သူ့နိုင်ငံဝင်လိုက်ရုံပဲဝင်လိုက်လို့ရှိရင် immigration ချလို့ရှိရင်သူက visa arrival ရတယ်Schengen visa ရှိတယ်ဆိုရင် long term visa ရှိတယ်ဆိုရင်ပေါ့နော်ဒီ EU ID လေးပြဖို့လိုတယ်အဲ့လိုမျိုးနောက်ပြီးကြရင်နောက်တစ်ခုကျတော့ Morocco ကျွန်မလည်းသွားမယ်ဆိုအခုထိတော့မသွားဖြစ်သေးဘူးအဲ့ Casablanca ပေါ့နော်ဘာလို့ဆိုငယ်တဲ့နေသချင်းထဲကနေပြီးတော့ဟိုသိရတဲ့နေရာတွေပေါ့နော်ဒီ Casablanca တချင်းအနေသိရဆိုတော့လေဒီမြို့လေးသွားလဲမယ်ဆိုလှလဲတော်တော်လှတယ်အပြင်မှာကျွန်မပုံလေးပါတော့ကြည်ထားတယ်မသွားဖြစ်သေးဘူးပေါ့နော်အဲ့ဒီဘက်ကိုမရောက်သေးဘူးသွားမယ်ဆို Morocco ဆိုလဲသွားလို့ရတယ်ဗီဇာလျှောက်စရာမလိုဘူးသူကတခါတည်းဒီရာနဲ့ဆိုရင်ကိုသွားလို့ရတဲ့နိုင်ငံတွေပေါ့နော်ဆိုတော့ပြောချင်တာကတော့အဓိက Schengen visa ဒီ Schengen countries ပဲမဟုတ်ဘူး Schengen ထဲမှာမပါတဲ့ဒီ Europe country အကုန်လုံးဝင်လို့ Europe country အကုန်တော့မဟုတ်ဘူးเนาะ European Union ထဲက countries ဝင်လို့ရတယ်ဥပမာ Switzerland ရတယ်ပြီးလို့ရှိရင်မိုနာကိုတို့အဲ့လိုနိုင်ငံတိလေးရှိရင်ခုနကကျွန်မပြောတဲ့အန်ဒိုရာတို့ဒီအန်ဒိုရာဆိုလို့ရှိရင်လည်းဘယ်လိုထူးခြားလဲဆိုရင်လေသူကလေ6လကိုပြင်သစ်ဘက်က manage လုပ်တယ်6လကိုစပိန်ဘက်က manage လုပ်တယ်နိုင်ငံလေးသေးလေးစပိန်နဲ့ဟိုကနေကြားထဲမှာပြင်သစ်နဲ့ကြားထဲမှာအဲ့လိုမျိုးပေါ့မိုနာကိုကကြတော့ဒီဟိုပြင်သစ်နဲ့အီတလီနဲ့ကြားထဲမှာလို့ပြောရမှာနိုင်ငံသေးသေးလေးပြီးလို့ရှိရင်အီတလီထဲမှာပဲဆန်မာရီနိုရှိမယ်အပေါ်နားလေးမှာဆန်မာရီနိုရှိမယ်ဒီအောက်ဘက်မှာဆိုလို့ရှိရင် Vatican City ရှိမယ်ဒီလိုနိုင်ငံတွေပြီးရင် Liechtenstein ရှိမယ်ဒီဟိုကနေပြီးတော့အပေါ်နည်းနည်းပြန်တက်သွားလို့ရှိရင်လေ Liechtenstein လား Liechtenstein လားမသိဘူးအတန်ထွက်ကတော့မှားပြီလားမသိ anyway sorry ပါမှားသွားတယ်ပြင်ပြီးပါနော်ခဏလည်းမှားတယ်ခဏလည်းမှတ်တယ်ပြီးရင်ပြန်မှားတယ်မလို့ Liechtenstein လားမသိဟုတ်တယ်အဲ့ဒီနိုင်ငံရှိတယ်အဲ့ဒါကြတော့စာရေးရတော့လွယ်တယ်အဲ့ဒီအတန်ထွက်ကကြတော့လေဟိုတခါကြလို့ရှိရင်ဒီ pronunciation ကလည်းနည်းနည်းတော့ကတိရပေါ့နော်ကျွန်မကအမှန်တမ်းပြောလို့ရှိရင်ရန်ကုန်သူလည်းမဟုတ်ဘူးကျွန်မတဝဲသူစစ်ပါအဲ့ဆိုတော့စကားကလည်းဝဲသေးရလေနော်ကိုရဲ့ first language ကလည်းမြန်မာမဟုတ်ဘူးဆိုတော့လေဆိုတခါကျဒီမှာဆိုလည်းပြောပြဖြစ်တယ်ဟို first language ကကြတော့တဝဲပေါ့နော်ဒီတဝဲစကားကိုတဝဲစကားနဲ့ပဲပြောပြီးကြီးလာတယ်တဝဲစကားနဲ့ပဲစာရေးတင်လာခဲ့တယ်နောက်ပြီးကြတော့မှဒီရန်ကုန်ပြောင်းတဲ့ခါကျတော့မှဒီမြန်မာစကားကနေမှ English ကနေပြီးတော့မှအခုကျတော့ Spanish အဲ့လိုမျိုးပေါ့နော်အဲ့ခါကျတော့တခါကျလည်းအတန်ထွက်တရားလေးရအောင်မှားနေတော့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုနိုင်ငံတေးသေးလေးရှိရရှင်ဆိုတော့ဒီလောက်ဆိုရင်တော့စုံပြီးထင်ပါတယ်ဒီ visa အဲ့ဟိုဘယ်လိုပြောမလဲ Schengen countries တော့ဟုတ်ပြီးတော့ခုနပြောတဲ့အထက်မှာလေ Schengen country တော့ဖြစ်ပေမဲ့ EU မဟုတ်တဲ့၄နိုင်ငံကကြတော့အဲ့ EU မဟုတ်တာဒီလောက်ဆိုရင်တော့စုံပြီဒီလောက်ဆိုရင်တော့စုံပြီထင်ပါတယ်ရှင်ဒီ visa နဲ့ပတ်သက်ပြီးတော့ပြောတာကတော့လေအဲ့တော့ visa လျှောက်တာလေဘာတွေလိုအပ်လဲဆိုလို့ရှိရင်ညီကုန်းပြန်ချုပ်ရင်းနဲ့ပေါ့နော်အစကနေပဲညီကုန်းပြန်ချုပ်ရရင် visa လျှောက်တာဘာတွေလိုလဲဆိုရင်ကိုကဘယ်လို visa လျှောက်မှာလဲပြီးရင်ဘယ်နိုင်ငံကိုလျှောက်မှာလဲအခုသွားမဲ့နိုင်ငံကိုပြန်ဝင်ကြည့်ရမယ်ပြန်ဝင်ကြည့်တော့မှသာဒီနိုင်ငံရဲ့ embassy မှာသူတို့လိုအပ်တဲ့ document အခြေခံကတော့တူတူပါပဲကွာလည်းနည်းနည်းပဲကွာကြတာပေါ့နော်အဲ့တော့ဘယ်ဟာတော့ဖြစ် legalize လုပ်ဖို့လိုမယ်ဘယ်ဟာတော့ဖြစ် translate လုပ်ဖို့လိုမယ်အဲ့လိုမျိုးတွေလည်းရှိသေးရပေါ့နော်
နောက်ပြီးကြလို့ရှိရင်ဒီ MOFA ထုတာပါညာအကုန်လုံးပေါ့နော်အဲ့တော့ကိုသွားမဲ့နိုင်ငံရဲ့ကိုရှောက်မဲ့ visa မျိုးစားရဲ့ပုံမှာမူတည်ပြီးတော့လိုအပ်တဲ့ document တွေကကွာမှာမလို့ပုံသေးသားချက်ကတော့ပြောလို့မရပါဘူးရှင်အဲ့တော့တကယ်လို့များသိချင်တာရှိလို့မေးတယ်ဆိုရင်ကိုကတော့ဘယ်လိုရှောက်နေလဲအခုမှစရှောက်မှာဘာလို့ရမလဲအဲ့ဆိုလို့ရှိရင်ကျမတေချာပေါက်ပြောနိုင်တာတစ်ခုပဲရှိစာအရင်ဖတ်ပါအဲ့ဒီနိုင်ငံရဲ့ကိုသွားမဲ့နိုင်ငံရဲ့ embassy website ကိုအရင်ကျင်ညက်အောင်ဖတ်လိုက်ပါဒါဆိုလို့ရှိရင်ကိုကအများကြီးမှားစရာမရှိတော့ဘူးပေါ့နော်ဘာတွေလိုလဲဆိုတာသူကများတော့အဖြစ်တိချာသူတို့ရေးထားတယ်ဒါပေမဲ့ဘာသာစကားကြောက်တော့လည်းကောင်းပြီးလို့ရှိရင်ဒီနည်းပညာကြောက်တော့လည်းကောင်း website တွေကလည်းလေဆိုတော့ကိုကအဲ့မှာနည်းနည်းပြီးတော့ကိုနဲ့မရင်းနှီးလို့ပဲအကျွမ်းတဝင်မရှိလို့ဆိုပြီးတော့လိုအပ်ချက်တွေကတော့ရှိတတ်တယ်ပြီးတော့နောက်ပြီးတော့တိတ်မရှင်းလင်းတာမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးဆိုရင်ကတော့ကိုညီပေးတဲ့ရှောက်ပေးတဲ့ agent တွေအများကြီးရှိတယ်ကျမကတယောက်ချင်းတော့မညွန်တတ်ဘူးပေါ့နော်ကျမလည်း agent တွေစီကနေပဲတိတ်ပြီးတော့လူ visa လျှောက်တာတွေတိတ်မရှိတဲ့အခါကျတော့လေကိုနဲ့နီးစက်ရမေးကြည့်ပါဘာလို့လဲဆိုတော့ကိုကပြောပေးလိုက်ပြီလို့ရှင်ကြတော့ကိုနဲ့အဆင်ပြေပေမဲ့ဒီလျှောက်တဲ့သူနဲ့အဆင်မပြေတဲ့အခါကျတော့ရှင်သူပြောပေးလိုက်တာဟာတဲ့ agent ကအဆင်မပြေဘူးဆိုတာမျိုးဖြစ်မှာဆိုလို့လေအခါကျတော့ကိုဟာကိုပဲ evaluate လုပ်ပြီးအခါကျတော့ရွေးပြီးတော့ရှောက်ပါရှင်ဒါမှမဟုတ်ဘူးကိုယ်တိုင်ပဲရှောက်မယ်ဆိုလို့ရှိရင်လေဒီလိုမျိုးတန်ရုံး website ကိုအရင်ကျင်ညက်အောင်ဖတ်ပြီးတော့မှကိုဟာကို prepare လုပ်ပြီးတော့မှဘာတွေရှိတယ်ဆိုပြီးတော့မှလေအဲ့လိုမျိုးနဲ့စဖိုင်လို့ရှိရင်ကျတော့ကိုအဆင်ပြေနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလိုမျိုးစိတ်ညစ်ခံရင်တော့ agent နဲ့ရှောက်တာတော့အကောင်းဆုံးပဲပေါ့နော်ဆိုတော့လေတတိတရနဲ့အခုနောက်တော့ပြောနေရင်လည်းအမှလေ EU နဲ့ရှန်ကန်နဲ့ကြားတဲ့ရလေအဟာလေးလေအဲ့ဟာလေးပြောပြချင်ပေါ့ EU ဖြစ်ပေမဲ့ဒီရှန်ကန်မဟုတ်တဲ့နိုင်ငံတွေရှိတယ်ဥပမာ Iceland တို့ Cyprus တို့ပြီးလို့ရှိရင်ဒါ EU ထဲမှာပါတယ်ရှန်ကန်မဟုတ်တာ Iceland နဲ့ Cyprus ပေါ့နော် Cyprus ကဟိုကျွန်းနိုင်ငံတည်တည်လေး Greece အောက်နားလေးอ่ะဆိုရင်နောက်ပြီးကြရင်ရှန်ကန်ဖြစ်ပေမဲ့ EU မဟုတ်တဲ့နိုင်ငံတွေလည်းရှိတယ်အခုနကကျွန်မပြောသွားလေအဲ့ဒါလေးနည်းနည်းလေးထပ်ပြီးတော့ဖြည့်ပြီးပြောပြရရှန်ကန်ဖြစ်ပေမဲ့ EU မဟုတ်တာကျတော့ Switzerland ရှိမယ် Norway ရှိမယ် Iceland ရှိမယ်နောက်ပြီးကြ Liechtenstein ရှိမယ်ဆိုတော့အဲ့ဒီနိုင်ငံတွေရှိတယ်ပေါ့နော်Liechtenstein ရှိမယ် Liechtenstein ဆိုတော့အဲ့ဒီမှာရှန်ကန်ဖြစ်ပေမဲ့ EU မဟုတ်တဲ့နိုင်ငံတွေလည်းရှိတယ်အဲ့ဒီနိုင်ငံတွေကကျမတို့ ਨੇ အရန်ကိုမှရင်းနှီးပြီးတော့လေကျမတို့တော်တော်များများရဲ့ dream လည်းဖြစ်တဲ့ Switzerland ပေါ့နော် Switzerland ကတကယ်တော့ရှန်ကန်ဟုတ်တယ်ဒါပေမဲ့သူက European Union ထဲမှာမပါဘူးရှင် EU မဟုတ်ဘူး Switzerland ရှိတယ် Norway ရှိတယ် Norway ကကြတော့အဲ့ဒီ Nobel Prize ကိုပေးတဲ့နိုင်ငံလေ Norway ရှိတယ်ပြီးရင် Iceland ရှိတယ်နောက်ပြီးကြရင်အဲ့ဒီ Liechtenstein ရှိတယ် Liechtenstein ဆိုတော့ဒီနိုင်ငံတွေပေါ့နော်တော့ဒါကတော့အခုနောက်တော့အဲ့တော့ EU လည်းဖြစ်တယ်ရှန်ကန်လည်းဖြစ်တယ်ဆိုအဲ့25နိုင်ငံရှိမယ်25နိုင်ငံရှိမယ်ဟုတ်တယ်အဲ့ဒီမှာရှန်ကန်ထဲမှာပါတယ် EU မဟုတ်တဲ့၄နိုင်ငံထပ်ပေါင်းတဲ့အခါကျတော့အဲ့ဟိုရှန်ကန်က29နိုင်ငံဖြစ်သွားတယ်ပေါ့အဲ့တော့ visa ကကြတော့ရှန်ကန် visa ရတယ်ဆိုရင်ကဲသွားစမ်းအဲ့29နိုင်ငံကြိုက်တဲ့လောက်သွားပတ်စံရှိဖို့ပဲလိုတော့တယ်အဲ့ခါကြလို့ရှိရင်လေဆိုတော့ဒါကတော့ဒီတိုင်းပဲပြောပြတာပါအခုနကဒီ EU ရှန်ကန်ပြီးတော့လို့ရှိရင် Europe country ဆိုရင်အခုနအဲ့ Balkan ဒေသကနိုင်ငံတွေပါလာမယ်ပြီးလို့ရှိရင်အဲ့ဒီတောင်တန်းဒေသအဲ့တောင်တန်းနာမည်တစ်ခုရှိရကျွန်မအခုမေ့နေတာမို့လို့လေမေ့နေတာဟုတ်တယ်ရုတ်တရက်လည်းစဉ်းစားလို့မရဘူးအဲ့ဒီ Georgia ရဲ့ Armenia ရဲ့ Azerbaijan ဒီ၃နိုင်ငံတွေကလေသူတို့ကအဲ့ဒီအရင်တော့အဲ့ဒီရုရှားနဲ့ကပ်နေတဲ့နိုင်ငံတွေပေါ့နော်ရုရှားကလည်းသူဘော်ဒါအကျယ်ရောသူနဲ့ပဲရုရှားနဲ့ကပ်နေတဲ့ဘော်ဒါပဲ10နိုင်ငံကျော်20နိုင်ငံနီးပါးတော့ရှိလားမသိဘူးကျွန်မမေ့တော့မေ့သွားပြီဖတ်ပူတယ်ဖတ်ပြီးတော့လည်းမေ့သွားတာပါပဲဆိုတော့အဲ့မှာ3နိုင်ငံဆိုရင်အဲ့ရုရှားနဲ့ကပ်နေတာပြီးအဲ့ Balkan ကလည်းအဲ့လိုပဲယူဂိုစလာဗီးယားအရင်တော့ကျတော့အဲ့ရုရှားကနေပဲခွဲထွက်လာတဲ့နိုင်ငံတွေလေဆိုတော့အဲ့ဒီနိုင်ငံတွေအကုန်လုံးဆိုလည်းအမယူဂိုစလာဗီးယားကွဲတဲ့9နိုင်ငံမှာ
ထဲကိုရှန်ဂန်ထဲကိုရောက်တာကကြတော့ EU ရှန်ဂန်ရောက်တာကြတော့ Croatia နဲ့ Slovenia နှစ်နိုင်ငံပဲပါမယ် Slovenia နဲ့ Croatia ဟုတ်တယ်ကျန်တဲ့အောက်ကနိုင်ငံတွေကကြတော့အခုထိမပါသေးဘူး Albania ဟုတ်တယ် Macedonia နောက်ပြီးကြရင် Montenegro နောက်ပြီးကြရင် Bosnia နောက်ပြီးကြရင် Kosovo အဲ့ဒီ၅နိုင်ငံတက်သွားရတယ်၅နိုင်ငံမှာကျမကဟိုတော်တော်လေးကသွားလဲတာ၃နိုင်ငံတော့သွားလဲတယ်ပေါ့နော် Albania ရယ် Albania ဆိုလို့ရှိရင်လေအဲ့လိုလေနောက်ကြတော့မှလေနောက် post တွေကြားလို့ရှိရင်လေဒီလေစိတ်အဝင်လေးတွေကျမပြောပြမယ်လေစိတ်ဖြတ်ခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်နောက်သွားမဲ့လူလေး smooth ပြောင်းလို့လေကျမအဲ့တော့ကလည်း post တင်ထားတဲ့ခါကြောင့်လေမြန်မာတယောက်ပဲကျမကိုလာမေးဒီနိုင်ငံတွေကတဲ့ဗီဇာလျှောက်ရသေးလားတဲ့မလိုဘူးလို့ရှန်ကန်လောက်တန်းရှိရဆိုရင်ဝင်သွားလို့တကယ်တော့လေအဲ့ဒါလေနောက် post တိုင်းတော့တေချာပြောပြမယ်အခုတော့အမီးလေးနည်းနည်းပြောခဲ့မယ်သူတို့ကိုယ်တိုင်လည်းမသိဘူးเนาะတခါကျ immigration officer တွေကလည်းအကုန်လုံးသိနေလိမ့်မယ်လို့မမျှော်လင့်နဲ့သူတို့ကိုယ်တိုင်လည်းမသိဘူးရှင်အဲ့ဒီသွားတဲ့ခါကျတော့လေသူတို့ကလေဝင်လို့ရလို့လားဆိုတာနဲ့လာသေးတာအဲ့လိုမျိုးပေါ့နော်အဲ့နဲ့ဒီမှာလို့ဝင်လို့ရတယ်လို့ကိုကသူတို့ website မှာဖတ်ပြီးသားလေဒီ embassy website မှာဖတ်ပြီးသားဆိုတော့အဲ့ဒါလေးကျွန်မဆို screenshot ယူသွားတယ် screenshot ပြလိုက်တဲ့ခါကျတော့ okay ပေါ့နော်မြန်မာ passport တော့ဟုတ်တယ်မြန်မာ passport ဟုတ်တယ်ဒါပေမဲ့ visa မလိုဘူးဝင်လို့ရတယ်ပါရှိဖို့လိုတယ် EU ရှန်ဂန် long term visa ရှိဖို့လိုတယ်နောက်ပြီးကြလို့ရှိရင်ဒါဒီ ID ကျမတို့ ID ထပ်ပြဖို့လိုတယ် long term visa တည်းမဟုတ်ဘူး long term visa ရှိရင်ကျမတို့မှာ ID ရှိတယ် EU ID ရှိတယ် EU ID ကတက်တန်းရှိရမယ် invalid ဖြစ်နေတော့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းအရေးကြီးပါတယ်အားလုံးပဲခီးအများကြီးသွားနိုင်ကြပါစေရှင်လိုရာပန်းနိုင်ရောက်နိုင်ကြပါစေရှင်ကျွန်မနောက် post ကြတော့မှဆက်တွေ့မယ်နော်ကျေးဇူးပါရှင်